အားလုံးပဲမင်္ဂလာပါ Small Candy Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီနေ့မှာပေါ့နော်နောက်ပိုင်းခေတ်စားနေတဲ့ C short drama ဇာတ်ကားတွေပေါ့နော်ကိုကဒီ Facebook မှာဖြစ်ဖြစ် Telegram မှာလည်းဖြစ်ဖြစ်အပိုင်းပိုင်းလေးနဲ့မ feed တွေပေးပြီးတော့ကိုကကြည့်နေရတယ်အဲ့လိုလည်းမကြည့်ချင်ဘူး free လည်းကြည့်ချင်တယ်အစအဆုံးတစ်ခါလေးကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ဘလို့ free လကကြည့်ရမလဲဆိုတဲ့ဟာလေးကိုဒီလန်3လမ်းလေးနဲ့မျှဝေပေးချင်ပါတယ်အခုတက်လာတဲ့ဇာတ်ကားပေါ့နော်ဘိုးဘမဒါလေးကတော့တက်လာတဲ့ဇာတ်ကားဖြစ်ပါတယ်အဲ့တော့ဒီလိုတရုတ်ဇာတ်ကားဇလန်းတူလေးတွေကိုစောင့်လည်းမစောင့်ချင်ဘူးတခါတည်းအပြီးပြည့်ကြည့်ချင်တယ်free ကြည့်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုကြည့်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဇာတ်ကားနာမည်လည်းမသိဘူးမင်းသားနာမည်လည်းမသိဘူးဘာမှမသိဘူးပေါ့နော်ဘယ်မှာတွက်ကြည့်ရမှလည်းမသိဘူးစာနာရှာလို့မရဘူးပေါ့နော်အဲ့တော့ဘာလို့ရလဲဆိုတော့မင်းသားကိုမှတ်ထားပါဒါမင်းသားပေါ့နော်အဲ့တော့မင်းသားကိုမှတ်ထားပေးပါတော့အဲ့တော့ဘာလို့ရလဲဆိုတော့ Google မှာဒီလိုလေးရိုက်ပြီးရှာလိုက်မယ်ဒါဘာဖြစ်လို့မင်းသားကိုရှာလဲဆိုမင်းသမီးကအရန်ပူပေါ်ပါတယ်မင်းသားအရန်ပူနေတယ်ပေါ့နော်အဲ့တော့မင်းသားကိုရှာရင်ပူမြန်မယ်လို့ထင်လို့ပါအဲ့တော့အမခဏရှာကြည့်လို့အဲ့တော့အမင်းသားကအရန်နာမည်ကြီးတာမဟုတ်ဘူးဆိုတော့နောက်မှဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးကနေစကြည့်မယ်ပေါ့နော်ကဲဘာတူလဲအော်ဒီမှာတွေ့ပြီတကယ်ဆိုတော့ဒီမင်းသားပေါ့နော်အဲ့ဆိုရင်ဒီမင်းသားကိုကြည့်လိုက်မယ်မင်းသားရဲ့ဒီမွေးနေ့တွေပေါ့နော်ကိုကြိုက်တဲ့မင်းသားရဲ့မွေးနေ့တွေစိုင်းနေလဲကိုကတိရရပေါ့နော်ကိုကြိုက်တဲ့မင်းသားကိုတွားကြည့်နေတယ်ဆိုအဲ့လိုကြီးကြပါလို့အဲ့လိုကြီးကိုမင်းသားဗာနေဖွာလဲဘယ်မှာဖွာလဲပေါ့နော်ဘယ်မှာမွေးလဲပေါ့အဲ့လိုလေးတီးလို့ရတယ်အဲ့တော့ဒါကသူရိုက်ထားတဲ့စကားကြီးပေါ့နော်အဲ့တော့ပထမဆုံးကြည့်လိုက်မယ်ပေါ့နော်7ရထားတာတန်းတွေ့ပြီเนาะတန်းတွေ့ပြီအဲ့တော့ဒီဇာတ်ကားလေးပဲဖြစ်ပါတယ်ခုနကဒါမင်းသားနဲ့မင်းသမီးပေါ့เนาะဒါ sporting role ဆိုတော့ဒီဇာတ်ကားနာမည်ကဒီနာမှာပါဒါဇာတ်ကားနာမည်ဖြစ်ပါတယ်အဲ့တော့အဲ့ဒါကို copy လုပ်ပြီးတော့ဒီမှာ paste လုပ်လိုက်ပါလို့ဒီမှာ paste လုပ်လိုက်လို့ရှိရင်တန်းပြီးတော့ကြာလာမှာပါလို့ဒီဇာတ်ကားလေးပါပဲလို့ဒါလေးကတော့ကြည့်ပြီးသားပေါ့နော်ဒီဇာတ်ကားလေးပဲဖြစ်ပါတယ်လို့အဲ့တော့ My secret to luminous skin ဘယ်သူတင်တာမှစောင့်ရမလို့တော့ဒီလိုဇလန်တိုလေးတွေဝဘမှာတက်လာတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ကိုကလည်းဒီဇလန်တိုလေးတွေကို free ကြည့်နေဆိုလို့ရှိရင်ဘယ်လိုကြည့်မလဲဆိုတော့ဒီအောက်မှာတော့သူကရေးထားတဲ့တရုတ်လိုစကားနဲ့မရေးထားရဘူးเนาะအဲ့တော့ကိုရီးယားမဖတ်တတ်ဘူးမသိဘူးမရေးတတ်ဘူးဆိုရင်ဒီ comment ကိုတွားလိုက်ပါအဲ့မှာ comment မှာတကြောင်ချင်းစီကြည့်ပါအဲ့မှာရေးဟိုဗာလဲမေးထားတဲ့လူဆိုတွေ့ပါလိမ့်မယ်เนาะဒီမှာဆိုရှင် title ကိုမေးထားတယ်ဒါလေးကိုဒါ title ပဲပေါ့เนาะ copy ပြီးတော့ paste လုပ်မယ်ပေါ့နော်ရှိမလားပေါ့နော် YouTube မှာခါလေကြလို့ရှိရင် YouTube မှာဟို VPN ခံရင်တစ်မျိုးမခံရင်တစ်မျိုးရှိတတ်တယ်ပေါ့နော်ဒါလေးလို့ထင်တယ်ကြည့်အောင်This is not a blue moon. Now it is. Now it's not. Now it is. 大哥，是真是假，都只能是。ဘောနော်ဒီဇာကားပဲဘောနော်ဟုတ်မဟုတ်ပေါ့王哥我
မင်းသမီးလည်းဟုတ်တယ်မင်းသားလည်းဟုတ်တယ်ဆိုတော့ဒီဇာတ်ကားတော့ဟုတ်ပြီပေါ့နော်တကယ်လို့တစ်ခါလေးကြားလို့ရှိရင်ကိုက comment မှာဇာတ်ကားနာမည်ကိုမတွေ့ဘူးပေါ့နော် copy paste လုပ်လို့မရအောင်ဆိုတော့ကဲတော့ဒီအောက်နားမှာပေါ့နော်ဇာတ်ကားနာမည်ရှိရတရုတ်နာမည်ဒီတရုတ်နာမည်ကို direct copy paste လုပ်ပြီးတော့ YouTube မှာရှာချင်တာအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ Google Translate ကိုသုံးလို့ရပါတယ် Google Translate ကိုသုံးမယ်နော်အဲ့တော့ Google ဒါကို screenshot ရိုက်မယ် screenshot ရိုက်ပြီးတော့ Google Translate ကိုတွားမယ်ပေါ့နော်အဲ့ဒီနေရာမှာတခုတတိထားမှာဒီဟာ English သို့မဟုတ်တခြားဟာပြောင်းပြီနော် Chinese ဆိုတာမျိုးမရွေးပါနဲ့ဘာလို့လဲဆိုတော့အဲ့လိုရွေးလိုက်လို့ရှိရင်တခါတည်းတခြားတရုတ်လိုဒါရိုက်မြပဲနဲ့တခြားဘာသာစကားရမယ်ပေါ့နော်ခဏလေးဒါကို copy paste လုပ်ချင်တာအဲ့လိုလဲ copy paste လုပ်ပြီးတော့ရှာလို့ရပါတယ်လို့နော် YouTube မှာဒါလိုက်အဲ့လိုမျိုးရှာရဲဆိုပို့ပြီးတော့တွေ့ရမြင်တယ်အဲ့လိုဆက်လက်မလိုက်ပါအဲ့လို copy paste လုပ်ပြီးတော့ရှာလိုက်မယ်ပေါ့နော်ကိုကဘာဇာကားတွေကြည့်ရမှလည်းမသိဘူးဇာကားတစ်တွေဘာရှိလဲဆိုတာကိုမသိဘူးဆိုလို့ရှိရင်ဒီ app တွေအကုန်လုံးကshort drama ဇာကားတွေပြတဲ့ app တွေပဲဖြစ်ပါတယ်ဒါတော့ပတ်စံဝယ်သုံးရတာပေါ့နော်အလကားတော့ကြည့်လို့မရဘူးသူက trailer တွေအပိုင်း9-10လောက်ထိ free ကြည့်လို့ရတယ်ဥမာဒီဟာဆိုလို့ရှိရင်ဝင်လိုက်ပြီဆိုရင်ဒီမှာစကားတစ်တွေပေါ့နော်ဒါတွေဆိုကောင်းတဲ့ဟာတွေအကုန်ကြည့်ပြီးပြီပေါ့နော်ဒါနောက်ဆုံးထွက်တဲ့စကားတွေအဲ့တော့ဒီတဲကိုဝင်လိုက်ပါဒါတော့မပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့ screen recording လုပ်နေလို့ဝင်ကြည့်လို့တော့မရဘူးအဲ့တော့ဘာပြောချင်တာလဲဆိုတော့ wife on the run again ဆိုပေါ့နော်ဒီဟာကိုတကယ်လို့ဒီစကားကိုပေါ့နော်ဒီစကားကိုကြိုက်တယ်ဆိုလို့ရှိရင်ကိုက YouTube မှာတွားရှာကြည့်မယ်ပေါ့နော် wife on the run again okay so တွေ့မလားပေါ့နော်ဒီမှာတွေ့ပြီပေါ့နော်ခါလီကြရင်သူကအပြည့်ဒီမှာရေဆိုရှင်ကြော်ညာတွေပဲပေါ့နော်အပြည့်မလာဘူးသူကဒီလိုအပိုင်းတစ်ပိုင်းပိုင်းလေးတွေဒီလို page တွေကိုဒီ channel တွေကိုလည်း follow ပြီးတော့ထွေလာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါဥပမာပြပေးမယ်ဒီမှာ YouTube မှာဆိုရင်ဘာမှမမြင်ရအောင်ဘာမှမပေါ်ဘူးပေါ့နော်ဒီစကားက YouTube မှာလုံးဝမရှိဘူးအပြည့်ကြည့်လို့မရဘူးအဲ့တော့ဘာလုံးလို့ရလဲဆိုတော့နောက်တစ်မျိုးကတော့ Google ကနေရှာလိုက်ပါဘာလဲဆိုတော့ Daily Motion ဆိုတော့ Daily Motion မှာတွားကြည့်မယ်ပေါ့နော်ဒီစကားတွေရှိလားပေါ့ဒီမှာအပြည့်ပဲကြည့်လို့ရပါတယ်ဒါဒီမှာတခုအကြံဉာဏ်ပေးချင်တာပေါ့နော် VPN ခံစရာမလိုရင်တော့ VPN မခံဘဲနဲ့ YouTube ဒီ Daily Motion ရောကြည့်ပေါ့နော် VPN ခံထားလို့ရှိရင်ကြော်ညာအရန်ဝင်ပါတယ်ကိုစကားဒီ Daily Motion ဆိုပို့ဆိုးရဲ့ကိုစကားကြည့်နေတဲ့နဲ့ကြော်ညာခဏဝင်လာတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကြည့်ချင်တဲ့စကားကို YouTube မှာရေးရှာVPN ပါပြီးတစ်ခါရှာမပါပြီးတစ်ခါရှာပေါ့နော်အဲ့မှာမှမတွေ့လို့ရှိရင် Daily Motion မှာလာရှာပေါ့နော်အကောင်းဆုံးကတော့ VPN မခံမနဲ့ကြည့်မှသာကြော်ညာရေးမဝင်မှာဖြစ်ပါတယ်ကြော်ညာရန်ဝင်တော့ကြည့်တဲ့နဲ့ရန် feature ပေါ့နော်အဲ့ဒါကြောင့်မလို့ VPN လေးဖြုတ်ပြီးကြည့်ကြပါလို့ဒီလိုအကျိုးရှိတဲ့ဗီဒီယိုလေးတို့အပတ်စဉ်အမြဲတမ်းတက်ဆက်ပေးရဖြစ်လို့ like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်